ကြိုးစားမှုတွေကြောင့်အစဲခံရပြီဆိုရင်မီးဖုံးမြတ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်မီးဖုံးမြတ်လို့ပြောလိုက်ရင်စေတလုံးမောင်ဖုံးကိုပြင်းမြင်မိကြမယ်လို့ထင်ပါတယ်နော်မီးဖုံးမြတ်ဟာဆိုရင်တော့ဇလန်တွဲပေါင်းများစွာကိုရိုက်ကူးခဲ့ပေမဲ့လည်းတိတ်တော့မအောင်မြင်ခဲ့ပဲစေတလုံးမောင်ဖုံးဇလန်တွဲမှာတော်တော်လေးကိုပေါက်သွားခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေအခုချိန်ထိကိုပရိသတ်တွေရလာပြီးတော့အရန်ကိုအောင်မြင်လာခဲ့တာဖြစ်ပါတယ်အထူးသဖြင့်မိန်းကလေးပရိသတ်တွေကသူ့ရဲ့ရုပ်ရည်ကြောင့်လည်းအားပေးကြတာဖြစ်ပါတယ်မီးဖုံးမြတ်ကရုပ်ရည်တွေပြောစရာမလိုတာမဟုတ်ပဲတရုပ်ဆောင်ပိုင်းမှာဆိုရင်လည်းတဖြည်းဖြည်းနဲ့ထူးချွန်လာတာဖြစ်ပါတယ်မီးဖုံးမြတ်ကတော့ဇလန်းတွဲတွေရိုက်ကူးဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့အခုနောက်ပိုင်းမှာတော့သူ့ရဲ့အောင်မြင်မှုတွေပိုပိုတသားရရှိလာအောင်မှာဖြစ်ပါတယ်တကြောပြန်ပြီးအောင်မြင်မှုတွေကိုပြန်ယူအောင်မဲ့သူတစ်ယောက်ဖြစ်ပါတယ်လက်ရှိမှာလည်းမဟာရုပ်သံကနေထုတ်လွှင့်ပြသနေတဲ့အညိုးဇလန်တွဲဟာဆိုရင်တော့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆားထားတာဖြစ်ပါတယ်2026မှာအတော်လေးအောင်မြင်မဲ့ဇလန်တွဲလို့ပြောရင်လည်းမမှားတာဖြစ်ပါတယ်တကယ်လဲလူကြိုက်များပြီးစိတ်ဝင်စားစရာတွေဇက်ကွက်အလှည့်အပြောင်းတွေဒရမာတွေနဲ့ပရိသတ်တွေရဲ့ကြည်ကျင်စိတ်ဝင်စားမှုတွေကိုဖန်ဆားထားတဲ့ဇလန်တွဲဖြစ်ပါတယ်အဲဒီဇလန်တွဲမှာဆိုရင်တော့မီးဖုံးမြတ်ဟာအဓိကဇက်ဆောင်လိမ္မာအောင်အဖြစ်နဲ့ပါဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်သူရဲ့ဇက်ကောင်နဲ့ဇက်ရုပ်ကလည်းအတော်လေးပြပြင်းပြီးမိဖုံးမြတ်ရဲ့ကြိုးစားမှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဇက်ကားတွေကလိမ္မာအောင်ကိုလည်းပရိသတ်တွေကအားမလို့အားမရဖြစ်နေခဲ့တာဖြစ်ပါတယ်။မိဖုံးမြတ်ဟာလည်းပရိသတ်တွေအခုလိုဖြစ်ကြတဲ့အပေါ်မှာကြိုးစားမှုတွေအရာထင်တာကြောင့်အားရကျေနပ်နေသူတစ်ယောက်ဖြစ်ပါတယ်။မိဖုံးမြတ်ဟာအခုကဇလန်အစာပဲရှိသေးရဲ့ဇက်ရှိန်မတက်သေးရတော့အစဲခံရတာနောက်ပိုင်းဇက်ရှိန်တက်ရင်တော့ပိုပြီးအစဲခံရတော့မယ်ဒီလိုအစဲခံရတာကလည်းသူ့ရဲ့စူးစမ်းမှုတွေအရာထင်တယ်လို့သတ်မှတ်တာကြောင့်ပျော်ပါတယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်ဇကားတွေကလိမ္မာအောင်ကိုကြည့်ပြီးသူကိုယ်တိုင်လည်းအားမလို့အားမရဖြစ်ခဲ့ပါတယ်လို့လည်းဆိုပါတယ်ပရိသတ်တွေကတော့သူ့ကိုပိုင်နိုင်ကြီးကိုဆဲနေကြတာဖြစ်ပြီးနောက်ပိုင်းလည်းပိုအစဲခံရအောင်မယ်ဆိုတာမြင်အောင်နေကြောင်းလည်းပြောလာခဲ့ပါတယ်မိဖုံးမြတ်ကတော့2026မှာတခေတ်ပြန်ပြီးအောင်မြင်အောင်မှာဖြစ်ပါတယ်သူအနေနဲ့လည်းဇလန်တွဲမှာမိသားစုဒရာမာပုံစံမရိုက်ဘူးတရားကြောင့်အညိုးဇလန်တွဲကိုတရုပ်ဆောင်မှုကန်လန်းတဲ့အခါမှာလည်းလှုပ်ကြည့်ခြင်းနဲ့စိတ်ကြောင့်လက်ခံပြီးအကောင်းဆုံးတရုပ်ဆောင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဇညွန်းဖက်ကြည့်တဲ့ကလည်းအတော်လေးသဘောကျခင်အားကြောင့်တရုပ်ဆောင်မှုအတွက်လက်ခံဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အညိုးဇလန်တွဲကြောင့်လည်းပရိသတ်တွေကြားမှာပြောကြဖြစ်အောင်မှာပါလို့ဆိုပါတယ်။မိဖုံးမြတ်ကတော့သူ့အနေနဲ့ဟော်ရာပုံစံမျိုးတွေသာရိုက်ဖြစ်တာများပြီးတော့မတူညီရဲ့ပုံစံမျိုးနဲ့လည်းစူးစမ်းခြင်းတဲ့အကြောင်းပြောလာခဲ့ပါတယ်။မိဖုံးမြတ်ကတော့အေးစစ်စစ်နေတတ်သူဖြစ်ပြီးပွဲတက်တွေသွားတာမျိုးလည်းသိမတွေ့ရတာဖြစ်ပါတယ်။မိဖုံးမြတ်ကတော့ဇလန်တွဲတွေသိမရပဲအခုအညိုးဇလန်တွဲနဲ့ပရိသတ်တွေရဲ့စိတ်နှလုံးကိုဖန်ဆားအောင်မှာပဲဖြစ်ပါတယ်။နောက်ထပ်လည်းပရိသတ်တွေသူ့ပေါ်မှာဘယ်လိုမျိုးတုတ်ပြန်လာမလဲဆိုတာကိုစိတ်ဝင်စားနေကြောင်းပြောလာခဲ့ပါတယ်။အောင်မြင်လာလေးအစဲခံရဖို့တိကျလေးဖြစ်တာကြောင့်အစဲခံမှုအတွက်လည်းအစီအသေးဖြစ်နေကြောင်းလည်းပြောလာခဲ့ပါတယ်။ပရိသတ်တွေလည်းမိဖုံးမြတ်ကိုအားပေးဖို့အတွက်အစဉ်သင့်မဲလားဆိုတာကိုပြောပြခဲ့ကြပါဦးနော်။